ကဲဒီဘက်ကသမီးလေးကပြိတ္တကြီးကိုနာမည်လေးမိတ်ဆက်ပေးပါဦးသမီးနာမည်ကတော့အနီရှမ်းဖြစ်ပါရှင်မလီတိတ်ပင်မျောတော့ပြီရှင်တိတ်ချစ်တိလိန်ကောက်တဲ့ခါမှာဘလို့ဖြစ်သွားမှကိုမသိဘူးတခါကြည့်ရတာသဲတော်တော်ရားလာကုတ်ဆွဲနေတာပြီနော်တောင်နော်အရာကိုဆွဲနိုင်တာနော်ကဲဒီဘက်ကတသားလေးရောဒီဘက်ကတသားလေးရလည်းပြောပါဦးနာမည်လေးသားနာမည်ကတော့ဖြိုးတီဟာဖြစ်ပါတယ်ဖြိုးတီဟာကဲတသားနာမည်ပြန်ပြောပါဦးသားနာမည်ကတော့မောင်သူးချွေလျံဖြစ်ပါတယ်ခင်ဗျာဟုတ်ပါပြီခင်ဗျာအဲ့တော့ဒီသားငယ်သမီးငယ်လေးတွေဟာနော်ဂုံးမုံနဲ့ဆိုတိတ်မကွာတော့ပါဘူးအရာချင်းရတယ်ဒါတော့တောက်စီထားလို့ပါဒီကလေးတွေကကျွန်တော်တို့ဒါဂီတာတကားလေးဖွင့်မအောင်အစီအစဉ်လေးမှာကျွန်တော်တို့ပထမစုရထားတဲ့သားငယ်သမီးငယ်တို့ဖြစ်ပါတယ်ခင်ဗျာကဲတော်လိုက်တာအတန်လေးသုံးပေါက်စလုံးကပထမစုကြီးပဲရတာဟုတ်ပါတယ်သုံးပေါက်စလုံးဒါပထမစုရထားတဲ့ကလေးတွေကိုကျွန်တော်တို့ဒီစီစဉ်လေးမှာထူးထူးဆန်းဆန်းဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့တင်ဆက်ပေးတာပါဟုတ်ကဲ့ပါအဲ့တော့ကိုကျေးဇူးဥပကာယတင်ရှိကြောင်းပြောကြရင်းနဲ့တသားတို့ရဲ့နေရာတသားတို့ပြန်လို့ရပါပြီတသားမဲကျွန်တော်ရဲ့တကြံတန်ကြကာကြီးထွက်ခွာသွားတဲ့အတွက်တတ်တာပြတာကြာနော်ကဲဟုတ်ပြီအဲ့တော့မလေးကလည်းဒီမှာနိုင်ငံခြားဧည့်သည်ကြီးလည်းဆိုလိုက်ရတာတကယ်ကိုစိတ်ထဲမှာပျော်သွားတယ်အဲ့တော့ဒီကလေးတွေကိုကျေးဇူးတင်တယ်လို့ပဲအကိုနဲ့အတူပါဝင်ပြီးတော့တည်ဆိုပေးတဲ့ဟောရတက္ကသိုလ်ဂုံးမုံကိုလည်းကျေးဇူးတင်ကြအောင်ဒီနေရာမှာပြောကြပါရစေခင်ဗျာဟုတ်ကဲ့ပါကိုကြီးရောတရားဟုတ်ပါပြီညီမလေးစပွဲနံပါတ်ဘယ်လောက်လဲစပွဲနံပါတ်81ဟုတ်ပါပြီပြန်ကြပါမယ်ဟုတ်ကဲ့ပါမိုက်ခရိုဖုန်းပြန်ပေးခဲ့နော်